အသေးကွဲပြီးမျောနေတဲ့သူတွေအယူတယောက်လိုမဖြစ်စေဖို့လုံးဝမလုပ်ရမယ့်အချက်10ချက်1အသေးကွဲတဲ့ဒဏ်ရာကိုမိကျင်စောနဲ့လူတစ်တယောက်နဲ့ချက်ချင်းအစားထိုးပြီးတွဲပစ်လိုက်တာမျိုးလုံးဝမလုပ်ပါနဲ့ဒါဟာကိုရောအပြစ်မရှိတဲ့တစ်ဖက်လူကိုပါထပ်ပြီးနာကျင်အောင်လုပ်လိုက်တယ်လို့ပါပဲ2သူ့ရဲ့လူမှုကွန်ရက်အကောင့်တွေကိုတစ်ချိန်လုံးလိုက်ချောင်းပြီးဘာတွေလုပ်နေလဲလိုက်စုံစမ်းတာမျိုးအမြန်ရက်လိုက်ပါကိုယ်တိုင်လည်းမြင်ပြီးရင်ကွဲရတယ်လို့အတိတ်ကလှောင်အိမ်ထဲမှာပဲတစ်သက်လုံးပိတ်မိနေပါလိမ့်မယ်3ဝမ်းနေစရာတချင်းအေးအေးတွေပဲတမင်ရွေးနားထောင်ပြီးအမှောင်ခန်းထဲမှာအထီးကျန်စွာအောင်းနေတာမျိုးလုံးဝမလုပ်ပါနဲ့ဒါဟာကိုယ်စိတ်ဓာတ်ကိုပိုပြီးခြောက်ထဲတွန်းပို့နေတာမို့စိတ်ချယောဂအထိပါဖြစ်သွားစေနိုင်ပါတယ်လမ်းခွဲရတဲ့အကြောင်းအရင်းတွေကိုတနုံနုံတွေးပြီးငါမှဘာတွေလိုနေလို့လဲဆိုတာကိုတန်ဖိုးချပစ်တာမျိုးမလုပ်ပါနဲ့အချစ်ဆိုတာလူနှစ်ယောက်လုံးနဲ့ဆိုင်တာမို့လမ်းခွဲတာဟာတင့်ကြောင်ကြီးပဲမဟုတ်ပါဘူးငါစိတ်ညစ်လို့ဆိုပြီးအရက်ဘီယာနဲ့မူးယစ်စေတဲ့အရာတွေကိုအလွန်အကျွံတောက်စားမိဝဲတာမျိုးလုံးဝမလုပ်ပါနဲ့ဒါဟာခဏတာပဲမိစေတာမို့နိုးလာတဲ့အခါပိုဆိုးတဲ့စိတ်ဒဏ်ရာနဲ့ကျန်းမာရေးပျက်စီးမှုကိုပဲရပါလိမ့်မယ်6ဖုံးနေဆက်ပြီးအတင်းငိုယိုတောင်းပန်တာပြန်လာဖို့အတွက်ကိုယ်တိတ်ခါကိုအောက်ချပြီးလိုက်လံအောက်ကျတာမျိုးမလုပ်ပါနဲ့တွားကျင်လို့ကြောခိုင်းသွားတဲ့သူကတော့တင့်ကိုပို့ပြီးတော့အထင်သေးသွားပါလိမ့်မယ်ခွန်မိသားစုတွေတငယ်ချင်းတွေနဲ့အဆက်အသွယ်ဖြတ်ပြီးပတ်ဝန်းကျင်ကနေလုံးဝအမှောင်ချပုံအောင်မနေပါနဲ့ဒီလိုအချိန်မှာတင့်ကိုတကယ်ချစ်တဲ့သူတွေရဲ့နှွေးထွေးမှုနဲ့အားပေးစကားတွေကသာတင့်ကိုအမြန်ဆုံးကုသပေးနိုင်တာရှစ်စိတ်လိုက်မှန်ပါနဲ့သူ့ကိုကလေးစားချီဖို့ကြံစီတာဒါမှမဟုတ်ဆိုရှယ်မီဒီယာပေါ်မှာပုတ်ခတ်တာမျိုးမလုပ်ပါနဲ့ရည်ရှိမှာတော့သူ့ကိုဘာမှမဖြစ်စေပဲကိုယ့်ရဲ့ပုံရိပ်နဲ့အဆင့်အတန်းကိုပဲလူတွေရှိမှကြာဆင်းစီပါတယ်ကိုအစားအသောက်လုံးဝမစားဘဲအငတ်ခံတာအိပ်ရေးပြတ်ခံပြီးကိုယ်ခန္ဓာကိုယ်ကိုနှိပ်စက်တာမျိုးလုံးဝမလုပ်ပါနဲ့သူကတော့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနေချိန်မှာကိုယ်ကျမ်းမာရေးကိုဖျက်ဆီးပစ်တာဟာအတိပင်မရှိပါဘူးတစ်စေငါဘဝတော့ပြီးပါပြီနောက်ထပ်ဘသူကိုမှမချစ်နိုင်တော့ဘူးဆိုပြီးဘဝကိုလက်လျှော့ပစ်တာမျိုးလုံးဝမလုပ်ပါနဲ့အချိန်ဟာအရာရာကိုကုသပြီးနိုင်တာမို့တင့်ကိုတကယ်တန်ဖိုးထားမဲ့သူအချိန်တိုင်းပေါ်လာအောင်ပါ